စားမင်းပဲတောင်းမင်းပဲဆိုတော့လေကျွန်တော်အဲ့ဒါနဲ့ဟိုတမ္မရစီမှာသွားပြီးအလုပ်သွားတောင်းတယ်ကျွန်တော်တမ္မရအိမ်ပေါက်ဆောင်အလုပ်ရပါတယ်အဲ့ဒီမှာတမ္မရအိမ်ပေါက်ဆောင်အလုပ်ရတော့ကျွန်တော်တနတ်တက်လက်ပေးထားတယ်တမ္မရအိမ်ရှိတဲ့မှာကျွန်တော်တနတ်တက်လက်နဲ့စောင့်ရပါတယ်အဲ့တော့အဲ့ဒီအနားတစ်ဝက်ကနေပြီးတော့အဖိုးကြီးတယောက်ကရောက်လာတယ်ဗျရောက်လာပြီးဆိုကျွန်တော်မေးတယ်ဘယ်လိုမေးလဲညီလေးဒါကနာတာခင်ဗျာပြောပါဦးဗျာပူဇော်မူကြီးနဲ့တွေ့ကြလို့ပါကွာအိုးဟုတ်သူနားသွားပြီမရှိတော့ဘူးလုံးဝနားသွားပြီပြန်တော့နောက်နိုင်ရွက်เลยဆိုရောက်လာပြန်အဲ့လူကဘတ်တူလေးသာကနာပူဇော်မူကြီးနဲ့တွေ့ကြလို့ပါကွာဦးလေးဆိုခုနလည်းပြောပြီးပြီနားသွားပြီမရှိတော့ဘူးဟောသူတွေးနေတာကြီးပြောတယ်ဟုတ်ပါသူပြန်သွားပြန်တော့နိုင်ရွက်လို့တစ်ခါပြန်လာပြန်ရောဗျညီလေးသာကနာဟုတ်လားပူဇော်မူကြီးနဲ့တွေ့ကြလို့ပါခင်ဗျားကျွန်တော်ခုနလိုနေ3ခါရှိပြီပြောတာဒါသနက်နဲ့မှကျွန်တော်ထိုးချိန်လိုက်တော့ဒီတခါတော့ပြစ်ထက်လိုက်တော့ပူဇော်မူကြီးမရှိတော့ဘူးနားသွားပြီတကယ်မရှိတော့ဘူးတစ်ခါလာမင်းနေပါလေမဟုတ်ပါဘူးကွာအဲ့ဒီအတန်လေးကနဝင်ချိုလွန်းလို့ပါအဲ့ဒါသနက်နဲ့ချိန်ပြီလို့ကျွန်တော်ပြောတယ်သနက်နဲ့ချိန်ပြီလို့တဲ့ဆိုကျွန်တော်အလုပ်ဖြုတ်လိုက်တယ်ကျွန်တော်ပန်ရောက်သွားတယ်ကျွန်တော်ဗန်နိုင်မှာမန်နေဂျာလုပ်တော့အဲ့ဒီရွာအဖိုးကြီးကကျွန်တော်လာပြီးတော့ပတ်စံဗမာငွေပါမများမဟုတ်ပါဘူးငွေလေးသူ့မှာ300ရှိတယ်အပ်ချင်တယ်အပ်ပါကျွန်တော်လက်ခံထားလိုက်တာပေါ့ဗျာဒါကျွန်တော်လက်ခံမတောင်းလို့ရှိတယ်လေဟုတ်ပါဘူးမန်နေဂျာကိုကျွန်တော်မေးတယ်ဒီ300များမတော်တဆက်ဟိုမင်းများအလုပ်ပြုတ်သွားရင်ငါ့ကိုဘယ်သူလျော်မှာလဲဩခုလေးရလဲကျွန်တော်တို့ဗန်ပိုင်ရှင်လျော်လိုက်မယ်ဟာရပြီအဲ့ဒါဆိုအဲ့ဒီဗန်ပိုင်ရှင်ပြုတ်သွားရင်ရောဟောမြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌလျော်လိုက်မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌပြုတ်သွားရင်ရောဟောဗျာခင်ဗျားလေတမ္မရကြီးလျော်လိုက်မယ်ဒါပေါ့အဲ့ဒီတမ္မရပြုတ်သွားရင်ရော300လောက်ရင်းလိုက်ပါဗျာဒီလောက်ပါဗျာကျွန်တော်ရှင်းပြရတာပေါ့ဗျာကျွန်တော်ဒါလဲဟိုကျွန်တော်လဲဟိုတေးကြအောင်လို့ဆိုပြီးရှင်းပြဒါပေမဲ့ကျွန်တော်တို့ကဘုကျောင်းဆန်းရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးကုမ္ပဏီဘက်ကိုအဲ့ဒီကနေကျွန်တော်ရွှေ့ပြေးတာပဲတို့သွားတော့တဲ့အပြင်အလုပ်သွားလို့တဲ့ကျွန်တော်အဲ့ဒါဘုကျောင်းဆန်းရုပ်ရှင်ဇာတ်ကားရိုက်မယ်ဆိုပြီးဘုကျောင်းဆန်းရုပ်ရှင်ဇာတ်ကားရိုက်တဲ့ရုံးလေးမှာကျွန်တော်ကနေတယ်ကျွန်တော်တကယ်ချင်းဇင်ဝိုင်းတော့ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဖြစ်တယ်ဟုတ်ကဲ့အစည်းအရုံးဥက္ကဋ္ဌလည်းဖြစ်တော့သူတို့ကကြည်ညာတယ်ဘုရားမူကြီးတန်းရွှေကြောင်သူတို့ကလည်းရုပ်ရှင်ရိုက်တယ်အထုပ်ပတ္တိကာဒုက္ခပဲဒီမှာဘုရားအစံကဟိုကအပြိုင်ပေါ့ဗျာကာနကဖြစ်တာသူတို့ကအစည်းအရုံးဆိုတော့လူအင်အားတောင်းတယ်လေဟုတ်တော့လူအင်အားတောင်းတော့သူတို့ကလုံနိုင်ကြတယ်တော့ကြည်ညာလိုက်တယ်ဘုရားမူကြီးတန်းရွှေလည်းရုပ်တူအတန်တူမျက်နာတူအဲ့လိုရှိတဲ့လူရှင်ပါတယ်ဆိုပြီးကြည်ညာကျွန်တော်တို့ရက်ွက်တရားကောင်းလေးကြတော့တော်တော်တူတာဟလားအဲ့ဒါလည်းတူတယ်ရုပ်လည်းတူတယ်အမှုအရာလည်းတူတယ်ပြိုင်ပွဲသွားဝင်သေချာပေါ့ပထမဟုတ်ပါလားကျွန်တော်ယုံတယ်အဲ့ဒီအဲ့ကောင်ကြီးသွားတာအဝတ်စားလေအဲ့ဒီအတိုင်းပဲအပြည့်စင်အပြည့်သူခင်ဗျာပြိုင်ပွဲမဝင်လဲရရှာဘာဖြစ်လို့လမ်းတိတ်ကစိုက်ကားသမားတွေဘုရားမူကြီးတန်းရွှေတွေ့ပြီဆိုဝိုင်းရိုက်တက်လာတာသေးဟာ